မြန်မာပါဝင်အိန္ဒိချင်းထိုင်းနိုင်ငံတရုတ်စင်ကာပူဗီယက်နမ် UK အမေရိကန်နဲ့ဒိန်းမတ်စတဲ့နိုင်ငံတွေမှာကြော့ပြန်ကိုဗစ်မျိုးကွဲသစ်အိုမီခွန်ရဲ့မျိုးစိတ်ကွဲ JN1 နဲ့ AEC မျိုးစိတ်ကွဲရောဂါပိုးကူးစက်ပြန့်ပွားနေတာတွေ့ရတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုရန်တောင်းပြီးအရမတူတင်ရဲရဲဆက်ဆက်လောက်ခဲ့တဲ့ပုံကဦးကျမိတ်ပေးခံရတဲ့ဖြစ်ရက်မော်လမြိုင်မြို့နယ်ကော့စိန်ကျေးရွာအုပ်စုကော့စိန်ရွာသစ်နေအသက်73နှစ်အရွယ်ကျောင်းသူလေးတို့အထမပြုချင်းခံရပြီးတပ်ဖြတ်ခံခဲ့ရကြောင်းဒေသခံများပြောကြားချက်များအရသိရပါတိုင်းပြည်မှာရှိတဲ့ရန်ရှင်မျိုးမျိုးပြည်သူများအကောက်တစ်ကနေကျူဆူရင်းဖြစ်မင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ပြပြီဗျာနိုင်ငံသားတိုင်းမဖြစ်မနေသိချရမယ်နော်ဘိုင်းဝန်ကာကွယ်ရမယ်တူတင်ပြင်ဆင်ရမှာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာ29ဦးထိတည်နေပြီကိုဗစ်လူ1000ကျော်ဖြစ်နေပြီနော်ဒီကကျွန်တော်အဖက်ဖက်ကနေကြနေတဲ့ကျွန်တော်နိုင်ငံကြီးအတွက်အကယ်၍မြန်ကြီးကြီးအဲ့လိုလှမ်းကြီးတွေပေါ်ပေါက်လာမယ်ဆိုရင်အမှန်တမ်းလူတွေအသေးအကြီးများမဲ့အနေထားမှာရှိပါတယ်နော်မပြည့်စုံမှုတွေကြောင့်အဲ့အတွက်လူထူရှားတဲ့နေရာတွေကိုရောက်ရင် master တင်ပြန်လေတက်ကြပါလို့ကျွန်တော်ဆရာချင်းပြောဆိုပေးချင်ပါတယ်အပေါ်စားကြပါနဲ့နော်အာရောကျံပရမလာပါကျမ်းမှန်ခြင်းတော့ကြီးကျယ်တဲ့လက်လာပါမရှိဘူးနော်ကျမ်းမှန်ခြင်းဟာကြီးကျယ်တဲ့လက်တစ်ပါးဖြစ်တယ်နောက်တစ်ခါသမီးရှင်တွေအနေနဲ့နော်ဘယ်သွားကိုယ့်ရဲ့သမီးတွေကိုအရွယ်ရောက်လာတဲ့သမီးတွေကိုတယောက်တည်းမလွတ်ကြဘူးမလို့အဲ့ရင်တယောက်တည်းမခိုင်းကြဘူးအတတ်နိုင်ဆုံးထိမ့်သိမ့်တဲ့နဲ့ဆောက်ရှောက်တဲ့နဲ့ဒါကိုပဝန်းကျင်မှာရှိတဲ့သူတွေကလည်းပဲအခါကွယ်ပြည့်တဲ့နော်တန်းပြည်နဲ့အနက်မတိကြတွေလည်းအများကြီးရှိတယ်ပေါ့နော်ယခုလက်ရှိပြည်တွင်းစစ်ကြီးထဲမှာလည်းအများကြီးဓာတ်တွေရှိတယ်သတင်းတွေမတက်လို့ဖြစ်ပါတယ်ဟုတ်အခုမြို့ပေါ်ဒေသတွေမှာလည်းအများကြီးဖြစ်လာတဲ့ရွာတွေမှာလည်းအများကြီးဖြစ်လာတဲ့စိတ်မကောင်းစရာသတင်းတွေဖြစ်ပါတယ်အဲ့အတွက်ဒါကိုတာဝန်ရှိတဲ့ရမရဖလူကြီးတွေကလေဘယ်ဝိုင်းဝန်းကာကွယ်ဆော့ရှော့ပေးရမှာဖြစ်ပါတယ်နော်လူမိုက်တွေလူစုပ်တွေလူဆိုးတွေလုံးနေတဲ့လောက်ရက်ကိုအကာအကွယ်မပေးရင်လူကောင်းတွေဟာလေဘယ်ဟုတ်လားလူစုပ်တွေနဲ့ထူးခြားနာပဲအဲ့အတွက်နော်ကလေးငယ်တွေအတွက်အကာအကွယ်ပေးပါ message ပေးလို့ရဖြစ်ပါတယ်အဲကျွန်တော်ဖေးချမ်းမကြီးစေယုံကဆင်းပြီးဆိုလို့ပုံမှန်အနေထားတော့ပြန်မရောက်သေးတဲ့အတွက်နော်နေ့စဉ်စံပြုတ်နေ့စဉ်ဝေယဝှရှာလို့ကျွန်တော်ဆက်ကြည့်အလုံးများစွာရှုပ်တွေကြားတဲ့ကမှတိုင်းပြည်နယ်လူမျိုးကိုချစ်တဲ့စိတ်နဲ့တာလာတော်ကြီးထွန်းတောက်ဖို့တိုင်းပြည်ငြိမ်းချမ်းဖို့ဖွံ့ဖြိုးတိုးတက်ဖို့မနေမနာစူးစမ်းပေးနေခြင်းဖြစ်ပါတယ်ဒီနေရာမှာအဓိက message ပေးလို့ပါတယ်နော်စီဝါရေးလှုပ်ချင်လို့နမဲကြီးချင်လို့နော် lobby လှုပ်ခိုင်းချင်လို့လက်ဖေးတဲ့ပတ်စံများရာထောင်ကျွန်တော်ဆရာချစ်ဘသူစီကမှလက်မခံပါကြောင်း